ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျဟုတ်ကဲ့ဒီညကတော့ကျွန်တော်ဒီမဲဆောက်မြို့မှာရှိတဲ့တော်လိုင်းပတ်တော်သားတွေနဲ့အတူကျွန်တော်တို့ထိုင်းရောက်အလုပ်သမားတွေပေါ့နော်မဲဆောက်ရောက်အလုပ်သမားတွေတော်တော်များများကိုရဲ့နေထိုင်ခွင့်အထောက်အထားတက်တန်းတိုးတာတွေကိုလိမ်လည်ပြီးတော့ထွက်ပြေးသွားတဲ့စီရီယန်လင်မယားပေါ့နော်နဲ့ပတ်သက်ပြီးတော့ဒီညကျွန်တော်ပြောဆိုစရာစကားတွေရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ညဒီ live လေးကိုလာပြီးတော့အဲ့အလိန်ခံတဲ့လူတွေပြီးတော့အဲ့ဒီစီရီယန်လင်မယားလိန်သွားတဲ့လူတွေဒီ live ကိုလာနားထောင်စေခြင်းနဲ့ပြီးတော့တခြားသူတွေရောပေါ့နော်သိအောင်လို့ပြီးတော့ပညာယူစရာတွေလည်းရှိတယ်ပြီးတော့ဒီလိန်ခံတဲ့လူတွေဘာတွေဆက်လုပ်ရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်အနေနဲ့ထိုင်းရောက်အလုပ်သမားကြီးကိစ္စတွေဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်လမ်းညွှန်ပြောပြဖို့အကြောင်းတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်ဒီဟာလေးကိုကြည့်နေတဲ့လူတွေကအားလုံးမြင်အောင်ပြန် share ပေးကြပါကျွန်တော်ဒီမှာအကောင်းဆုံးကြံကြံနေပေးသွားဖို့ရှိပါတယ်ဗျာဟုတ်ကဲ့လူမစုံသေးဘူးကျွန်တော်တစ်ချက်စောင်းလိုက်ပါမယ်တခါလေးအားလုံးသိအောင်လို့အခုဒီမှာကြည့်နေတဲ့လူတွေကအရင်ဆုံးဒီလိန်ခံတဲ့လူတွေရောဘယ်သူပဲဝါတွေမသိကြဘူးလေကျွန်တော်တို့အဲ့တော့အားလုံးပြန့်နှံ့သွားအောင်သိအောင်အများဆုံးပြန် share ပေးလိုက်ကြပါပြန်ကူညီပေးလိုက်ကြပါဒါမှသာလင်ဒီကျွန်တော်တို့ဒီစီရီယန်လင်မယားတွေပေါ့နော်သူတို့ပွဲစားလင်မယားလိန်သွားတဲ့လိန်ခံထိသွားတဲ့အလုပ်သမားတွေတက်တန်းနေဆက်ပြီးတော့တိုးနိုင်မှာဖြစ်ပါတယ်အခုဆိုဒီနေ့ရက်ဆိုရင်လက်ပေါ်ပိတ်ပြီပေါ့နော်စင်သွင်းဝင်နေတာပိတ်ပြီ73ရက်နေ့ဆိုပိတ်ပြီဆိုဒီကြားတဲ့ကြံတဲ့နေ့ရက်ကိုမိအောင်လို့ကျွန်တော်ဒီကနေပြီးတော့အကြံဉာဏ်နေပေးခြင်းပါတယ်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ပြီးတော့ဒီမှာလည်းကျွန်တော်မှတ်နေဝင်ရေးပေးပါပြီးတော့ဖြစ်ပျက်နေတဲ့အခြေအနေလေးတွေကိုကျွန်တော်တစ်ခါတည်းဒီကနေပြီးတော့ဒီမှတ်နေကိုကြည့်ပြီးတော့ရှင်းပေးသွားပါမယ်ဗျဟုတ်ကဲ့လူကတော့အနေချင်းတော့တက်လာပြီအဲ့တော့ကျွန်တော်စပြောပါမယ်အခုဒီလက်ရှိဒီလူကောင်းတက်တန်းတိုးကိစ္စတွေမှာကျွန်တော်တို့လိန်လေပြီးတော့ထွက်ပြေးတိတ်ဆောင်သွားတယ်ကျွန်တော်တို့စီဒီအန်လင်မယားပေါ့နော်အဓိကဖတ်ဒီဟာတွေကိုလောက်တာကတော့ဥဆောင်လောက်တာကတော့ဒီရာဇာမျိုးဆိုတဲ့အကောင့်နဲ့ရာဇာမျိုးဆိုတဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ရခင်ရဲဘော်ဟောင်းတယောက်ကလောက်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့တွေနဲ့လည်းတိကျွမ်းတယ်ခင်မင်ခဲ့တယ်သွားလာတာတွေရှိတယ်ဥမာဓာတ်ပုံတူတူရိုက်တာတွေရှိခဲ့ဘူးတယ်သူကအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီနေ့တခါလေးရှင်းရင်းနဲ့ကျွန်တော်တို့ဒီကတန်းကုန်ကန်ဒီအလုပ်သမားတွေအသက်ဘယ်လိုဆက်ရမလဲအလိန်ခံထိတဲ့အလုပ်သမားတွေဘယ်လိုပြန်ပြီးတော့ကဲ့ခိုင်လောက်ရမလဲဘယ်လိုပြန်ပြီးတော့ရင်ဆိုင်ဖြည့်ရှင်းရမလဲဆိုတဲ့ကိစ္စတွေကိုဒီညပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီလင်မယားဒီတစ်ချိန်လုံးကကျွန်တော်တို့အခုလက်ရှိကတော့ကျွန်တော်ဘယ်ပိုင်းကိုစပြောမှာလဲဆိုတော့ဒီလင်မယားနဲ့ကျွန်တော်နဲ့ပတ်သက်မှုကိုကျွန်တော်စတင်ပြောမှာဖြစ်ပါတယ်ဒီလင်မယားတွေဒီသူ့အမျိုးသမီးပေါ့နော်ဒီရာဇာမျိုးရဲ့အမျိုးသမီးဒီမဟိမာပေါ့နော်ဒီရာဇာမျိုးရဲ့အမျိုးသမီးမဟိမန်ဒီစီရီယန်ကျောင်းဆရာမစီရီယန်တူဖြစ်တယ်စီရီယန်လောက်လာတယ်ပြီးတော့ဒီရာဇာမျိုးဒီအဲ့ဒီတစ်ချိန်လုံးကကျွန်တော်တို့လွန်ခဲ့တဲ့ကျွန်တော်တို့2022ကာလမှာပေါ့နော်22ကာလမှာကျွန်တော်တို့တွေ့ခဲ့ဆုံခဲ့တာ KNU တပ်မဟာတစ်ခုမှာစုံခဲ့ပါတယ်ကျွန်တော်အဲ့ဒီမှာရာဇာမျိုးဒီ ABSD ရဲ့ရဲဘော်ဟောင်းတယောက်ဖြစ်တယ်ပေါ့နော် ABSD မှာရဲဘော်ဟောင်းတယောက်ဖြစ်ကနေရဲဘော်ကနေပြီးတော့နှုတ်ထွက်လာပြီးတော့ရဲဘော်ဟောင်းဖြစ်ကျွန်တော်နဲ့ဆုံတဲ့အချိန်မှာသူက ABSD ရဲ့ရဲဘော်ဟောင်းတယောက်တော်လိုင်းရေးမှာပါတဲ့လူတယောက်ဖြစ်ကျွန်တော်အနေနဲ့သိခဲ့ရတယ်ဒါကျွန်တော်တို့ရဲ့ဆုံးတွေးမှုပေါ့နော်အဲ့ချိန်တော့ကျွန်တော်တက်မှာ KNU တက်မှာတစ်ခုမှာကျွန်တော်အခြေပြုပြီးတော့တော်လိုင်းကိစ္စတွေထောက်ပို့ကိစ္စတွေကျွန်တော်တို့ပြည်ပြင်ကိစ္စတွေကိုကျွန်တော်စကန်တစ်ခုနေရာပေးထားတယ်ပေါ့နော် KNU ကနေရာပေးထားတဲ့စကန်တစ်ခုမှာကျွန်တော်စုဖွဲ့မှုတွေနဲ့ကျွန်တော်တိစောက်နေတဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီမှာသူ့မျိုးသမီးဒီကျောင်းဆရာမစီဒီယန်တယောက်ဖြစ်တယ်ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာသူတို့ဒီဒုက္ခအရန်ရောက်နေတယ်ပေါ့နော်ဒုက္ခအရန်ရောက်နေတယ်ငွေကြေးအစနေထိုင်ဖို့အခက်အခဲတွေအစနောက်ဆုံးရှင်းပြောမယ်ဟိုကျွန်တော်တို့သူတို့စီဒီယန်နေနဲ့ရောက်လာတယ်အဲ့ဒီနေရာမှာစီဒီယန်နဲ့ဆုံရတယ်သူနေဖို့တောင်ခက်ခဲဖြစ်နေတာပေါ့နော်နေဖို့တောင်မဖတ်မိုးဖတ်တယ်လေးနဲ့ဖြစ်တယ်လို့အချိန်မျိုးများရှိတယ်ကျွန်တော်နဲ့ဆုံတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်ဒီသူ့ရဲ့သူကနေပါတော့ကျွန်တော်ဒီသူ့ကိုစတင်ခင်မင်ခဲ့တာကျွန်တော်တို့စီရီယန်တူဖြစ်တဲ့ကျွန်တော်တို့ကိုဝေလင်းမောင်ကနေပြီးတော့စတင်ခင်မင်ခဲ့တယ်ပေါ့နော်အဲဒီတော့စီရီယန်တန်ရရှိဟောင်းပေါ့နော်တန်ရရှိဟောင်းစီရီယန်လောက်လာတဲ့ကိုဝေလင်းမောင်ဒီကျွန်တော်နဲ့အတူတူ KNU တက်မှာတစ်ခုမှာကျွန်တော်စခန်းနေရာမှာအတူတူနေထိုင်ခဲ့ကြတယ်သူတို့မြန်မာပြည်ထဲမှာထွက်ပြေးတိမ်းရှောင်နေနေကျွန်တော်ဒီ KNU တက်မှာတစ်ခုကိုကျွန်တော်တို့ကိုခေါ်လိုက်တယ်ခေါ်လိုက်ပြီးတော့ကျွန်တော်ခေါ်ထုတ်လိုက်ပြီးတော့သူတို့ရောက်လာတယ်လုံခြုံစိတ်ချတဲ့နေရာကိုရောက်လာတာပေါ့ကျွန်တော်မြန်မာပြည်ထဲမှာပတ်ပြေးနေရတာပေါ့နော်
စီရီယန်တိုင်းရရှိအောင်ကိုလင်းမောင်ဒီသူ့ရဲ့မျိုးသမီးနဲ့တူပေါ့သူတို့ရဲ့အမျိုးသမီးနဲ့တူသူတို့မိသားစုတွေပတ်ပြေးနေရတယ်အဲ့ချိန်မှာကျွန်တော်နေရာကိုရောက်လာတယ်ရောက်လာတော့ကျွန်တော်ခေါ်လိုက်တယ်ခေါ်လိုက်တော့ကျွန်တော်တူတူနေနေနဲ့မှအဲ့ဒီစီရီယန်ကန်ပေါ့နော်ကျွန်တော်အများတန်းကျွန်တော်လာစဉ်ဒီပါထောက်ပံ့ရိတ်ခါတွေထိုင်းရောက်မြန်မာလူသားတွေလှူဒန်းပေးတဲ့ရိတ်ခါတွေကိုလာစဉ်ဒီပါထောက်ပံ့ပေးခဲ့တဲ့စီရီယန်ကန်တစ်ခုရှိတယ်ကျွန်တော်တို့တက်မှာပေါ့နော်အဲ့ဒီ KNU ထဲမှာကျွန်တော်ခြေပြုတဲ့နေရာမှာအဲ့ဒီမှာလည်းစီရီယန်ကန်ရှိတယ်စစ်သားစီရီယန်ရဲစီရီယန်ဆိုပြီးတော့ခွဲထားသေးတယ် sorry စီရီယန်ဘောင်းဆောင်နေတဲ့နေရာတစ်ခုရဲတွေပါဝင်စစ်သားစီရီယန်ဆိုပြီးတည်တတ်နေတဲ့နေရာတစ်ခုရှိသေးတယ်ပေါ့နော်အဲ့လိုခွဲထားတယ်အဲ့နေရာတွေမှာကျွန်တော်ဒီစီရီယန်ကန်နေရာကျွန်တော်ကိုကြီးထောက်ပံ့မှုတွေပုံမှန်ပြုလုပ်နေတဲ့ကန်နေတဲ့တစ်ခုဖြစ်တယ်အဲ့ထဲမှာသူတို့နေထိုင်နေတယ်အဲ့မှာကိုလင်းမောင်နဲ့တီကျွမ်းပြီးတော့ကျွန်တော်စီလေးရောက်လာတယ်ကျွန်တော်စီရောက်လာတဲ့အချိန်မှာဒီတော်လိုင်းကိစ္စရက်တွေမှာသူတို့လင်မယားစီကျွန်တော်ဝိုင်းကူခဲ့ကြတယ်ပေါ့နော်အခုရာသာမျိုးဒီရိတ်ခါတဲ့ဘာညာကျွန်တော်တို့ထောက်ပို့ကိစ္စတွေမှာကျွန်တော်နဲ့အတူပေါ့နော်ဒီကိုလင်းမောင်နဲ့အတူလှုပ်ဆောင်ခဲ့ကြတယ်အဲ့ဒါကျွန်တော်တို့ KNU တက်မှာတော်ရဲဖြစ်စဉ်ကိုပြောပြတာအဲ့မှာကျွန်တော်တို့ခင်မင်တီကျွမ်းခဲ့တာနေထိုင်ခဲ့ကြတယ်တော်လိုင်းကိစ္စတွေသူတို့လင်မယားစီကျွန်တော်တို့ကိုကူညီဆောင်ရွက်ခဲ့တယ်ဒါကျွန်တော်တို့ရဲ့ပထမပိုင်းပတ်သက်မှုနော်အဲ့တော့ပြောရမယ်ဆိုရင်နောက်တစ်ခုကနောက်ပိုင်းကျွန်တော်တို့မဲဆောက်ကိုလင်းမောင်ပြောင်းသွားတယ်ပေါ့နော်မဲဆောက်ကိုပြောင်းသွားတယ်အဲ့ဒီကျွန်တော်ကတော့အဲ့ဒီ KNU နယ်မြေမှာပဲကျွန်တော်စခန်းမှာပဲကျွန်တော်ဆက်လက်ပြီးတော့တော်လိုင်းလုပ်ကိစ္စတွေလုပ်ရင်းနဲ့ကြံခဲ့တယ်ကိုလင်းမောင်တို့ကတော့အခြေအနေအကြောင်းအရာတစ်ခုရသူလုပ်ရမယ့်ကိစ္စတွေရတယ်သူမဲဆောက်ကိုပြောင်းသွားတဲ့အချိန်မှာရာဇာမျိုးဒီသူတို့လင်မယားဒီပေါ့နော်သူတို့စီရီယန်အခုဒီတော်လိုင်းဘက်ကလူတွေနဲ့လူသမားတွေကိုလိမ်သွားတဲ့စီရီယန်လင်မယားဒီကိုလင်းမောင်နဲ့လိုက်ပါသွားတယ်ပေါ့နော်ကိုလင်းမောင်တို့မိသားစုနဲ့အတူတခါလေးလိုက်ပါသွားခဲ့တယ်အဲဒီကနေပြီးတော့ကျွန်တော်တို့ပြန်မတွေ့ဖြစ်တော့ဘူးပေါ့နော်ခွဲခွာသွားကြတယ်မသိတော့ဘူးကျွန်တော်ဒီလဲတက်မှာတီမှာလက်ပိုက်ပြီးတော့တော်လိုင်းကိစ္စတွေလိုက်ပါဆောင်ရွက်ရင်းနဲ့မှဒီဘက်ကျွန်တော်2025ထဲမှာကျွန်တော်တက်မှာ6မှာခြေပြုတ်ပြီးတော့တော်လိုင်းကိစ္စတွေထောက်ပို့ကိစ္စတွေဆက်လက်လှုပ်ရှားတဲ့အခါမှာကျွန်တော်တို့လင်မယားနဲ့ပြန်ဆောင်ခဲ့ရတယ်ပေါ့နော်အဲ့ချိန်ကျမှကျွန်တော်လဲဒီအပြင်မှာကျွန်တော်ကိုလင်းမောင်တို့ပေါင်းနဲ့လည်းပြန်ဆောင်ခဲ့ကြတယ်အဲ့ဒီမှာနောက်ပိုင်းဒီတော်လိုင်းကိစ္စတွေထောက်ပို့ကိစ္စတွေမှာလိုအပ်တဲ့အခါရှိရင်ကျွန်တော်ဒီရာသာမျိုးကိုခိုင်းခဲ့တယ်ဒီစံတယ်စီတယ်ပေါ့ဗျာရှိတ်ခါတယ်ဘာညာတွေဆိုရင်လိုအပ်တဲ့ဟာတွေကိုသူကမဲဆောက်မှာနေတဲ့လူဆိုတော့ကျွန်တော်ကတစ်ဖက် KNU တက်မှာထဲမှာ KNU တက်မှာ6ထဲမှာနေတဲ့လူတောထဲမှာနေတဲ့လူဆိုတော့တချို့ဟာတွေကိုကျွန်တော်ခိုင်းခဲ့ရတယ်ရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးပါဝင်ပတ်သက်မှုတော့တော်လိုင်းရေးမှာရှိခဲ့တယ်အဲ့တော့သူကကျွန်တော်တို့နဲ့သွားလာတဲ့ခါမှာသူဓာတ်ပုံရိုက်ခဲ့တာတွေလည်းရှိတာပေါ့ဗျာသူကတော့နာမည်ကြီးတဲ့လူတွေနဲ့ဓာတ်ပုံရိုက်တာပဲလေနော်အဲ့ကျွန်တော်နာမည်ကြီးတယ်လို့ပြောနေရမှာသူကတော့ဘသူနာမည်ကြီးတယ်နာမည်ကြီးတဲ့လူနဲ့ဆိုဓာတ်ပုံရိုက်တယ်ဒါဒီကောင်းရဲ့သူ့ရဲ့အချင်းစေးရိုက်ပေါ့ဝါသနာပေါ့အဲ့ဒါကတော့ကျွန်တော်အနေနဲ့ဒါပြောဖို့မရှိဘူးသူတို့ကအဲ့လိုဓာတ်ပုံတွေရိုက်တာအဲ့တော့ကျွန်တော်လည်းသွားလဲလာတဲ့ဟာတွေမှာလည်းသူဓာတ်ပုံရိုက်တာတွေရှိတယ်အဲ့တော့ပြောချင်တာအခုတချို့ဆိုရင်ပြောတယ်ဒါရဲမင်းတစ်ဖက်ဟိုဟာနဲ့ပြောကြတယ်သူဒီကျွန်တော် KNU တက်မှာတစ်ခုကနေပြီးတော့ကျွန်တော်စခန်းကနေပြီးတော့ကိုလင်းမောင်နဲ့တူမဲဆောက်ကိုလိုက်သွားပြီးတော့ကိုလင်းမောင်နဲ့တအိမ်နဲ့နေပြီးတော့တူနေထိုင်လောက်ကင်စားတော့ခဲ့ကြတာပေါ့ဗျာဒီလိုပဲပေါ့သူတို့ဝိုင်းရေးသူတို့လုပ်ခဲ့ကြတယ်နော်ကိုလင်းမောင်ဒီလည်းအခုသူကသက်ဆိုင်ရာသူဒီဝန်ဆောင်မှုလုပ်ငန်းတွေလုပ်နေတယ်နော်ဒီနေထိုင်ခွင့်ထောက်ထားရေးနဲ့ပတ်သက်ပြီးလုပ်နေတယ်သူလည်းလုပ်နေကြတယ်ဒါသူတို့လုပ်ခဲ့တာအဲ့နောက်ပိုင်းတော့သူတို့အတူတူမနေကြတာတော့အဲ့ဒါကျွန်တော်အနေနဲ့ဒါဝင်ပြောဖို့မရှိဘူးဒါသူတို့ရဲ့ကိုရေးကိုတာပါနော်ကိုရေးကိုတာနော်အဲ့တော့ဆိုတော့အဲ့ဒီကနေမှကျွန်တော်တက်မ6ဘက်ရောက်လာတဲ့ခါမှာမဲဆောက်နဲ့နီးစပ်မှုရှိတယ်ကျွန်တော်တို့ဈေးဝယ်ဈေးချမ်းကိစ္စတွေကြတော့ကျွန်တော်တို့ပြန်ပြီးတော့စုံတယ်ဒါကိုပြောချင်တာပြန်စုံတာပေါ့ဗျာအဲ့လိုအရင်တော့တိခဲ့တဲ့လူတွေတောထဲမှာအတူတူနေခဲ့တဲ့လူတွေပြန်စုံတာပဲအဲ့ဒီတော့အားလုံးကဒီလိုတယောက်နဲ့တယောက်တော်လိုင်းမှာပါဝင်ပတ်သက်ခဲ့ကြတူတူရိုက်ခဲ့ကြတယ်ကိုလင်းမောင်တို့ကျွန်တော်တို့ဆိုလဲဒါလိုက်တွေတူတူလွှင့်ခဲ့ကြတယ်ဓာတ်ပုံတွေတူတူရိုက်ခဲ့ကြတယ်ရှိခဲ့တာပဲအဲ့တော့တခြားလူတွေလည်းအထို့တူပါပဲပေါ့နော်အဲ့တော့ကျွန်တော်ကဓာတ်ပုံလာရိုက်တယ်ကျွန်တော်တို့ဓာတ်ပုံတူတူရိုက်ကြတယ်အဲ့မရိုက်ပါနဲ့လို့လည်းပြောလို့မရဘူးလေရိုက်သွားတဲ့ပုံမတင်ပါနဲ့လို့လည်းတားလို့မရဘူးအဲ့ဒါကိုအခုကြတော့အခုဒီရာသာမျိုးဒီစီရီယန်ကျောင်းဆရာမနဲ့သူတို့လင်မယားပေါ့နော်စီရီယန်လင်မယားကလိန်သွားတဲ့အခါမှာလိန်ပြေးသွားတဲ့အခါမှာနော်အဲ့တော့တချို့ကပြောတာဒါရဲမင်းနဲ့တိတယ်ရဲမင်းတစ်ဖက်ဘာညာပြောကျွန်တော်တစ်ဖက်လည်းမဟုတ်ဘူးဒီကောင်ဒီကျွန်တော်စကားလည်းနားထောင်နေကောင်မဟုတ်ဘူးနော်ဆိုလိုတာကလေပြီးတော့နောက်တစ်ခုရှိတာဗာလဲလွန်ခဲ့တဲ့3-4လကလေးကကျွန်တော်တို့ဒီအကြောင်းကိစ္စတစ်ခုအကြောင်းပေါ့နော်ကျွန်တော်အကြောင်းကိစ္စတစ်ခုအကြောင်းကျွန်တော်တို့စကားပြောဆက်ဆံတာမှမရှိတာတော်တော်ကြာခဲ့ပြီပေါ့နော်တော်တော်ကြာခဲ့ပြီ3လလောက်ရှိပြီပေါ့ကျွန်တော်တို့အစာပိုင်းကတော့ဆက်သွယ်မှုတွေရှိသေးတယ်အဲ့တော့စကားပြောဆက်ဆံတိတ်မလုပ်ဖြစ်တော့ဘူးပေါ့ဗျာအကြောင်းကိစ္စတစ်ခုအကြောင်းပေါ့နော်ကျွန်တော်တို့ကြတော့ကိုပြောတဲ့
ကျွန်တော်နီးမှလမ်းမနဲ့ပြောတဲ့စကားတခုကိုနားထောင်တဲ့လူဆိုရင်ကျွန်တော်တို့ပေါင်းလို့သင်လို့အဆင်ပြေတယ်လေအဲ့ဒါနားမထောင်တဲ့လူဆိုပေါင်းဖို့ခက်တယ်ထားလိုက်တော့အဲ့ဒါတကန်းလားအဲ့တော့ဒါကအဆက်အသွယ်တွေအောင်မလုပ်တာကြာပြီအဲ့ဒီမှာဗာလဲဟိုဒီကောင်ဒီကျွန်တော်တပည့်လည်းမဟုတ်ဘူးကျွန်တော်တော်လိုင်းမှာစုံခဲ့ကြတယ်အဲဒီတော်လိုင်းကိစ္စတွေလုပ်လို့ရတဲ့လောက်တွေဟိုလက်တွဲလှုပ်ဆောင်ခဲ့ကြတာရှိတယ်အဲ့ဒါကိုရဲမင်းတပည့်ပါရဲမင်းပါပေါ့ပြောဒီလိုဒီကောင်လိန်သွားတာဘာညာဆိုပြီးတော့ကျွန်တော်ဥမာတချို့မန့်နေတချို့အကောင့်တုတွေနဲ့လက်ရှိတယ်တချို့ကျွန်တော်မကျေနပ်တဲ့ပွဲသားတွေကတော့အများစုတွေ့ရတယ်ဗျဟာတာပဲတည့်ရတိုင်းပဲထုံးစံတိုင်းပဲထိုင်းနိုင်ငံမှာရဲမင်းအလုပ်မားကြီးလုပ်တယ်စောက်ချင်မကောင်းတဲ့ပွဲသားတွေကိုလည်းထိုင်းထောင်တွေကိုကုတ်ဆွဲပြီးတော့ထည့်နေကြကောင်ဖြစ်တဲ့အတွက်ပွဲသားတွေကတော့ကျွန်တော်နာမည်ကြောင်းနေမှုံးနေကြတာသူတို့နဲ့လည်းကျွန်တော်မတွေ့ဘူးအခုကျွန်တော်လေးလာကြည့်လိုက်ကျွန်တော်ပို့လာတာကြတယ်ကျွန်တော်ဟိုကြည့်တယ်မရှိပါဘူးကျွန်တော်အခုကျွန်တော်လုပ်နေတဲ့အပိုင်းကဘာလဲဆိုတော့ဒီကောင်လိန်သွားတဲ့အလုပ်သမားတွေကအာကိုကြီးနဲ့ကျွန်တော်ဖုန်းဆက်လာကြတယ်ကိုကြီးတောင်းကြတယ်ကျွန်တော်အဲ့ဒီမှာဒီလိန်သွားခံရတဲ့အလုပ်သမားတွေဒီတော်လိုင်းဘတ်တော်သားတွေစီရီယန်တွေဒီနိုင်ငံရေးအတိုင်းဝိုင်းကလူတွေစီရီယန်တွေရဲ့မိသားစုဝင်တွေပြီးတော့ရဲဘော်ဟောင်းတွေအဲ့လိုရဲဘော်တွေရဲ့ဟာဒီနေ့ရက်ဆိုရင်လက်ပေါ်ပိတ်ပြီးပေါ့နော်ကျွန်တော်တို့ခေါက်နေပိတ်ပြီးစင်းသွင်းလိုက်ပိတ်ပြီးဒီလူတွေအသက်တန်းရှင်ကြံဖို့အတွက်ကိုသူသွင်းနေတဲ့သူ့ရဲ့အပေါ်ကသူသွင်းနေတဲ့ကုမ္ပဏီပိုင်ရှင်တထေးနဲ့ကျွန်တော်ဘန်ကောက်ကတထေးနဲ့ဒါရိုက်ချိတ်ဆက်ပေးနေတယ်ပေါ့နော်ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်ချိတ်ဆက်ဆောင်ရွက်ပေးပြီးတော့အဲ့တထေးကိုလည်းကျွန်တော်မြေတားရက်ခံထားတယ်ဒီလူတွေဒီရာသာမျိုးလိန်သွားတဲ့လူတွေဖြစ်တယ်အဲ့တော့ဒီလူတွေလိန်ခံရတဲ့လူတွေအတွက်ဒီရာသာမျိုးဒီကောက်ထားတဲ့ပတ်စံတွေလည်းယူသွားပြီအဲ့အတွက်ဒီကုမ္ပဏီတထေးအနေနဲ့ဒါကိုမူရင်းဈေးတိုင်းကုမ္ပဏီဈေးတိုင်းကူညီဆောင်ရွက်ပေးပါလုံးဝဒီအပြင်ဘက်ပုံစံနဲ့မလုပ်ဘဲနဲ့ကုမ္ပဏီမူရင်းဈေးတိုင်းလုံးဝအမျက်မြင်ပဲနဲ့လုပ်ပေးပါဆိုတော့ဒီကုမ္ပဏီတည်းကလည်းလက်ခံတယ်မူရင်းဈေးတိုင်းကျွန်တော်တို့ဒီပြန်လုပ်ပေးနေတယ်ပေါ့နော်အဲ့ဒီပိုင်းတွေကိုကျွန်တော်တောက်လျှောက်ဒီကောင်လိန်ပြေးပြီဆိုတာတိကြတဲ့ကမနေ့ကဒီနေ့ရောကျွန်တော်တောက်လျှောက်လုပ်ပေးနေတယ်အခုဒီလိုက်မလွင့်ငယ်ဒီလည်းဒါတွေကိုချိတ်ဆက်ဆောင်ရွက်ပေးနေတယ်ဒီလုံသမားတွေတော်တော်များများတော့အဆင်ပြေကုန်ကြပြီချိတ်ဆက်ရပြီးတော့ဆိုတော့သူတို့တက်တန်းမကုန်တော့ဘူးတက်တန်းမသေးတော့ဘူးပေါ့နောက်နေ့ရက်ဆိုရင်ပိတ်ပြီးလက်ပုတ်ပိတ်ပြီးကျွန်တော်အဲ့ဒီကိစ္စတွေကိုလည်းအခုလက်ရှိကူညီဆောင်ရွက်ပေးနေပါတယ်အဲ့တော့ဒီသူလိန်ခမ်းတဲ့လုံသမားတွေထဲမှာဒီတက်တန်းတိုးသမားကိုပြောပါနော်ဒီတက်တန်းတိုးသမားလူသစ်တွေကတော့ပိုင်းအောင်ဘက်ကဟို12ရက်နေ့မှာဖွဲ့မှာ AC ပဲအကြိုက်တဲ့လူမှာတင်လို့ရတယ်နော်အဲ့ဒီလူသစ်ဘက်ကိစ္စကိုကျွန်တော်အဓိကပြောနေရမှာမဟုတ်အဓိကပြောတာအဲ့အခုအဓိကလိန်ခမ်းတဲ့အုပ်စုကြီးပေါ့ဒီလေးနှစ်ပြည့်တက်တန်းတိုးလူဟောင်းတွေဒီလူဟောင်းတွေကနောက်3ရက်ဆိုရင်နေလေသူ့ရဲ့လက်ပုတ်ထဲမှာမဝင်ဘူးဆိုရင်ခေါမုံထဲမှာမဝင်ဘူးဆိုရင်နောက်2ရက်ဆိုရင်ဒီလူတွေကဘလက်ဖြစ်သွားပြီဘာမှသူတို့ကင်ထားတဲ့ထောက်ထားတွေကအလကားဖြစ်သွားပြီအဲ့လိုလူတွေအတွက်ကျွန်တော်အရေးကြီးကူညီဆောင်ရွက်မှုတွေလုပ်ပေးနေတယ်အဲ့လိုလူတွေကျွန်တော်နဲ့ဆက်သွယ်မရသေးရင်ချိန်မျိုးဆက်သွယ်ပါကျွန်တော်ဆက်သွယ်လို့မရဘူးဆိုကျွန်တော်ရဲ့ MAC မှာမိတ်ဖွဲ့ရုံးဖုန်းတွေကိုဆက်သွယ်ပါမနော်ကျွန်တော်ဘန်ကောက်ရုံးကိုဆက်သွယ်ရင်ကျွန်တော်စီကိုရောက်လာပါလိမ့်မယ်တချို့လည်းထားရကျွန်တော်နဲ့ချိန်ဆက်မရရည်လည်းရှိတယ်ဒီမှတ်မှာလည်းလာပြီးတော့ရေးပါအဲ့တော့ဟိုဒီမှတ်မှာလာရေးပြီးတော့ချိတ်ဆက်လည်းလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှတ်တွေကိုပြီးရင်ကျွန်တော်ဖတ်ပြပါမယ်ဖတ်ပြီးတော့ထားရကျွန်တော်ကူညီဆောင်ရွက်ပေးတဲ့အပိုင်းတွေလုပ်ပေးမယ်ဒါကတော့ကျွန်တော်ရဲ့လူတိုင်းကိုလုပ်ပေးနေကြတယ်ကျွန်တော်ရဲ့လုပ်မိုင်းလမ်းဆက်မယ်အဲ့တော့ခုနပြောသလိုအဲ့ဒီဟိုတောင်ပြောမြောက်ပြောရဲမင်းတပည့်တွေဘာတွေရဲမင်းလဲပါတယ်ပါကျွန်တော်ဒီကောက်လုပ်ငန်းကိုအားပေးခြင်းလည်းမရှိဘူးအားမြောက်ခြင်းလည်းမရှိဘူးသူဒါလုပ်တယ်ဒါသူလုပ်ငန်းလေကျွန်တော်ဒါသူတားလို့မရဘူးလေဒါသူလုပ်တာဒီကောက်လုပ်ငန်းကကောင်းပါတယ်ဒီကောက်အာမခံပါတယ်ဒီကောက်ဟိုကုမ္ပဏီမှာဒီကောက်ရုံးမှာသွားလုပ်ပါဆိုပြီးတော့လေကျွန်တော် Facebook မှာလည်းမတင်ဘူးလိုက်မှာလည်းမပြောဘူးဗီဒီယိုနဲ့လည်းမပြောဘူး Facebook အကောင့်မှာတော့မတင်ဘူးနော်ဒါမဲ့ဒီရာသာမျိုးဒီကျွန်တော်အကောင့်မှာသူ့ရဲ့ passport ရုံးကိုကြော်ညာပေးဖို့တင်ပေးဖို့ပြောဘူးတယ်ကျွန်တော်ကလုံးဝလက်မခံခဲ့ဘူးတဲ့တယ်ပြောခဲ့တယ်အဲ့အောင်မင်းတို့ကပွဲသားတွေဆိုတာတစ်ချိန်မှားရင်တစ်ချိန်မမှားရင်တစ်ချိန်မှားတယ်အချိန်မီမှားနိုင်တယ်အဲ့အတွက်မင်းတို့ကျန်တဲ့ကောင်းတာလုပ်တာတွေကိုတင်ပေးလို့ရတယ်ဒေါ်လာကိစ္စတွေတင်ပေးလို့ရတယ်မင်း passport ရုံးလုပ်တာပွဲသားရုံးလုပ်တာကိုတော့ငါမတင်ပေးနိုင်ဘူးဆိုပြီးတော့အဲ့လိုမျိုးရဲမင်းအပြတ်ပြောခဲ့တဲ့ကောင်ရာသာမျိုးနော်အဲ့ကောင်ဒီကောင်ပြန်ပေါ်လာရင်လည်းမေးကြည့်လိုက်ပေါ့နော်အခုသူကတော့ဒီနေ့ဗီဒီယိုနဲ့ထွက်ပြီးတော့ပြန်ရောပါမယ်ပဲပြောပါတယ်အေး okay ဒါတက္ကနာအဲ့ဒါမသိဘူးလောလောဆယ်တော့အလုပ်သမားတွေအလိန်ခံလိုက်ရပြီဒီကောင်တွေထွက်ပြေးသွားပြီအခုကျွန်တော်ဒီနေ့ညရှင်းတဲ့ကိစ္စဒီရဲမင်းနဲ့ဒီကောင်ဒီဆရာတပည့်လည်းမဟုတ်သူတို့သူလုပ်တဲ့လုပ်ငန်းစဉ်တွေကိုလည်းရဲမင်းအားပေးအားမြောက်ပြုခဲ့တာတခုမှမရှိဘူးကြိုညာပေးခဲ့တာလည်းမရှိဘူးเนาะအာမခံပေးခဲ့တာလည်းမရှိဘူးအခုလိန်ခံတဲ့လူတွေထဲမှာလည်းကျွန်တော်အာမခံတဲ့ဒီကောင်ကရုံရတယ်သွားလုပ်ပါဆိုပြီးတော့ပြောခဲ့တဲ့လူတွေလည်းမပါဘူးเนาะဒီကောင်နဲ့ကျွန်တော်နဲ့လည်းဆက်ဆံရေးကျဲတောင်းနေရကြပြီဖြစ်တဲ့အတွက်ဒီကိစ္စတွေမှာကျွန်တော်ကိုလာမေးလို့အကွဲမေးကျွန်တော်ဘယ်မှာလုပ်ရမလဲယုံကြည်စိတ်ချတဲ့ကုမ္ပဏီရှိလားဆိုရင်တော့မှကျွန်တော်ဘန်ကောက်က9တန်းကုမ္ပဏီပေါ့နော်ကျွန်တော်ရဲ့အရင်ကျေးဇူးရှင်တူဖြစ်တဲ့ကျွန်တော်ရဲ့မွေးစားမေလိုဖြစ်နေတဲ့ကျွန်တော်ကျေးဇူးရှင်ထိုင်းတတိမရဲ့ကုမ္ပဏီမှာကျွန်တော်ချိတ်ဆက်ပေးလိုက်တယ်နော်ဒါစကားအကုန်ပြောတာအဲ့တော့ဟိုဘလိုင်းခုချိန်မှာအကွက်ဝင်ပြီးတော့ရဲမင်းကိုခုချိန်တော့ခွင်းပြီးဖြုတ်လိုက်မယ်တိုက်လိုက်မယ်ကျိတ်လိုက်မယ်ဆိုတဲ့ကောင်လေးမင်းတို့အဲ့လောက်နဲ့တက်မလာနဲ့နော်ပြောချင်တာမင်းတို့အဲ့လောက်နဲ့တက်မလာနဲ့ပြီးတော့အဲ့ဒီစောက်ချင်မကောင်းတဲ့ဝဲသားတွေမင်းတို့ကောင်တွေအခုလုံနေတာတွေငါသိတယ်အဲ့တော့မင်းတို့ဒီကိစ္စတွေကိုလည်းအခုတချို့ဟာတွေဒီကောင်ပုံနဲ့အရင်တော့ဓာတ်ပုံကတော့ရိုက်တယ်ဗျာဓာတ်ပုံကတော့လူတိုင်းရိုက်ခဲ့တာပဲတော်လိုင်းရေးထဲမှာအခုပါဝင်နေတဲ့လူတွေလည်းဓာတ်ပုံရိုက်ကြတာပဲလေထို့တူပဲကျွန်တော်လည်းဓာတ်ပုံရိုက်တာကြီးတော့
မရိုက်ပါနဲ့လို့သွားပြောအောင်ကျွန်တော်ကဘာကောင်းမှလည်းမဟုတ်နေဘူးလေဟဲ့လားသူကသူရိုက်ပြောသူတင်တာကျွန်တော်ဘာလို့လို့ရမှာလဲဟဲ့လားဒီကုမ္ပဏီမှာကျွန်တော်လည်း share ပါတာလည်းမဟုတ်ကျွန်တော်လည်းပါဝင်ပတ်သက်တာလည်းမဟုတ်ဒီကောင်ရဲ့ရုံးကိုလည်းကြော်ညာပေးထားခြင်းလည်းမရှိဘူးကျွန်တော်အမခံပေးထားခြင်းလည်းမရှိဘူးလေအဲ့ဒါကိုဘာကြောင့်ရဲမင်းကိုဘလိုင်းဆွဲထည့်နေရလဲအရင်တော့ခင်ခဲ့တိခဲ့တာနဲ့ဓာတ်ပုံတူတူရိုက်ခဲ့ဘူးတာနဲ့အဲ့ဒါကိုပါဝင်ပတ်သက်တယ်ဆိုတာကြီးကဒါကြီးကတက်ဟိုအောက်တန်းကြပြီးတော့ရုပ်မာဆိုတာနဲ့ဒါထိုးချရုပ်မာနေတာလှုပ်ကြံနေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ကိုယ့်ရဲ့အောက်တန်းကြတဲ့စိတ်တွေကိုလိုင်းပေါ်မှာမပြပါနဲ့မင်းတို့ပြီးတော့ဇာရှိတဲ့ကောင်တွေမင်းတို့တင်လိုက်အပြင်မှာမင်းတို့ကိုငါလက်တွေ့ရှင်းမယ်နောက်တင်အပြင်မှာလည်းရှင်းလို့ရတယ်ပြီးရင်ဥပဒေကြောင်းရတယ်မင်းတို့ငါပုံကိုတင်ထားတဲ့ကောင်တွေစကရင်ရှော့ယူထားတယ်မင်းတို့ရှင်းမယ်နော်မင်းတို့ယောက်ျားတွေဇာရှိရင်မင်းတို့မပြေးနဲ့နော်ဟဲ့ရရဲမင်းကူထိုင်းနိုင်ငံထဲမှာမင်းတို့မပြေးနဲ့နော်အဲ့တော့ရဲမင်းပုံကိုတင်နေတဲ့ဝဲသားအဆုပ်ပလုတ်တွေရောအောက်တန်းကျစွာဖြင့်ထိုးချဖို့ကြံစီနေတဲ့လူတွေရောပုံတင်တာတွေကိုထိုင်းဥပဒေတိုင်းတိပပတရားစွဲမယ်ဒါကိုဒီနေရာနေပြီးတော့ကျွန်တော်ဒီလင်းပြောလိုက်တာဖြစ်တယ်ဒါတစ်ချက်ဒါပေမဲ့ထပ်ပြီးတော့မင်းတို့ပြောလိုက်မယ်မင်းတို့ငါ့ကိုဒီပုံစံနဲ့ဖြုတ်လို့နောက်ထပ်ရအောင်220ရအောင်100ကွာရဲမင်းကိုဒါထိုင်းနိုင်ငံမှာရဲမင်းကိုမင်းတို့အလုတ်သမားတွေယုံကြည်မှုမဲ့အောင်အလုတ်သမားတွေအားကိုးယုံကြည်နေတဲ့ရဲမင်းဖြစ်ကနေပြီးတော့စုပ်ပြတ်တတ်သွားအောင်ဖဲ့လိုက်မယ်ဖြုတ်လိုက်မယ်ဆိုရင်မင်းတို့နောက်ထပ်100စဉ်းစားရရဲမင်းကိုမင်းတို့ဖြုတ်ဖို့ဝဲသားတွေနော်အဲ့ဒါလေးကိုငါပြောမယ်ရည်ရွယ်ချက်ရှိရှိရေးနေတာအခုဒီတော်လိုင်းမှာပါတဲ့အလိန်ခံတဲ့လူတွေကအားလုံးကကောင်းအောင်ဖုံးဆက်ပြီးကိုမင်းဒီလိုဖြစ်သွားတယ်ဒီလိုမျိုးပါပြရတယ်ကျွန်တော်တို့ဘယ်လိုဆက်လုပ်ရမလဲညီမတို့ဘယ်လိုဆက်လုပ်ရမလဲညီလေးတို့ဘယ်လိုဆက်လုပ်ရမလဲဆိုတော့ကောင်းကောင်းမွန်မွန်ကူညီတောင်းလာပြီးတော့ယုံကြည်စွာနဲ့ကူညီတောင်းလာပြီးတော့ငါကောင်းမွန်စွာနဲ့ချိတ်ဆက်ပြီးတော့အဲ့လိုလူတွေထိုက်တဲ့တန်းဆက်မှုတွေအဆင်ပြေသွားပြီအေးပေါ့သူတို့ဒီကောင်ကိုပေးထားတဲ့ပတ်စံလိန်ခံတိကတော့ပတ်စံတော့ထပ်ကုန်တာရှိတယ်ကျွန်တော်လည်းပတ်စံတော့မကူညီနိုင်ဘူးဒါပေမဲ့ကျန်တဲ့အပိုင်းအဆင်ပြေသွားအောင်နှုတ်ပြီးစောင့်ပါခြင်းပေါ့ဟိုအကြံပေးခြင်းစောင့်ပါခြင်းနဲ့ကျွန်တော်စသည်ဖြစ်ကူညီဆောင်ရွက်ပေးနေတယ်ပြီးတော့တစ်ဖက်ကလည်းဒီပြေးသွားတဲ့လူတွေကိုသက်ဆိုင်ရာကျွန်တော်တို့ဟိုဖွဲ့စည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်ပြီးတော့ပြန်လဲပြီးတော့ဒီကောင်ဖြည့်ရှင်းပေးနိုင်ဖို့ဒီကောင်ကိုဖမ်းမိနိုင်ဖို့ရေးတွေကိစ္စတွေလည်းဒါတစ်ဖက်ကနေဆောင်ရွက်ပေးနေတဲ့အပိုင်းတွေဆောင်ရွက်လုပ်နေတဲ့အပိုင်းတွေဒါရှိတယ်ဒီပိုင်းတွေကိုကျွန်တော်ဒီမှာထည့်မပြောချင်တော့ဘူးเนาะအဲ့တော့ဘာမှမဆိုင်မဲနဲ့ဘလိုင်းဆွဲချပြီးတော့စိုက်ကားလာတွဲတဲ့ကိစ္စရက်တွေအတွက်ဒီနေ့ညကျွန်တော်ဖြည့်ရှင်းတာဖြစ်တယ်เนาะလူတိုင်းဓာတ်ပုံတွဲရိုက်ခဲ့ဘူးကြတယ်လူတိုင်းတူတူသွားခဲ့လာခဲ့ဘူးကြတယ်အဲ့လိုလူတိုင်းသိခဲ့ဘူးကြတယ်အဲ့လိုလူတယောက်ကလိန်သွားတာနဲ့ဘာမှမဆိုင်မဲနဲ့ဓာတ်ပုံထဲမှာပါတဲ့လူတယောက်တွဲသွားဘူးတဲ့လူတယောက်ခင်ခဲ့ဘူးတဲ့လူတယောက်ဒီကောင်လဲပေါင်းလို့တာဒီကောင်ပေါင်းကြံတာဒီကောင်မှလောက်ကြံတာလို့အောက်တန်းကြဆိုစောက်တင်းပြောတာဒီလိုင်းမော်ဟိုလိုင်းမော်ကိုတင်ပြီးတော့ဟိုအောက်တန်းကြဆိုတာထိုးချတာတွေဒီအားတွေကလုံးဝကျွန်တော်အနေနဲ့ဒီလိုလူတွေကိုအပြင်မှာတွေ့ရင်ကျွန်တော်ရင်ဆိုင်ဖြည့်ရှင်းမှာဖြစ်တယ်ပေါ့နော်အပြင်မှာလည်းရှင်းလို့ရတယ်ဒီကိစ္စတွေကိုတချို့လူတွေလာမေးတာတွေလည်းကျွန်တော်ပြန်လည်ပြီးတော့ဖြည့်ရှင်းပြတယ်ဒါဖြည့်ရှင်းပြတယ်အခုဒါလိုက်နေအားလုံးအများသိအောင် public မှာကျွန်တော်ဖြည့်ရှင်းပြတာဖြစ်တယ်အဲ့တော့ဥပဒေကြောင်းရလဲတင်ထားတဲ့ကောင်တွေ sequence shot တွေရိုက်တာတယ်မင်းတို့တက်တိရှိရှိလာရှင်းတော့မင်းတို့မပြေးနဲ့နော်မင်းတို့ထိုင်းမှာလည်းပြေးလို့မရအောင်မင်းတို့နေဆက်လည်းပြေးလို့မရအောင်နော်မင်းတို့စစ်ကောင်စီဘောမအောက်ကိုဝင်သွားမှာပဲစစ်တပ်အောက်ဝင်သွားမှာပဲမင်းတို့စစ်တပ်ထဲမှာသွားနေမှာပဲရဲမင်းလက်ကလွတ်မယ်နော်အဲ့ဒါကိုဒီနေ့ညလာပြောတာဖြစ်တယ်နော်တခြားသူအလိန်ခံရတဲ့သူတွေလည်းသိအောင်လုပ်ပါနော်ဒီဖြစ်စဉ်အမှန်ကိုအဲ့လိုမျိုးပုံစံမျိုးစုံနဲ့ကျွန်တော်ပဲပါဝင်ပတ်သက်တဲ့အောင်ကျွန်တော်ပဲဟိုပေါင်းကြံတဲ့အောင်လုပ်နေတာကျွန်တော်လက်ရှိဒီနေ့လဲကျွန်တော်သွားလာနေတာပဲလက်ရှိလဲ line ပေါ်ကျွန်တော်တက်ပြီးတော့ဒါကိုရှင်းပြနေတာနော်ရဲမင်းကဝဲသားတွေစောက်ချက်မကောင်းတဲ့ပွဲသားစိုးတွေတော့နှိတ်ကွနေတဲ့ကောင်ထောင်ထဲထည့်နေတဲ့ကောင်အဲ့လိုစောက်ချက်မကောင်းတဲ့ကောင်တွေဘယ်ကောင်မှအားမပေးဘူးနော်အခုလဲနစ်နာသွားတဲ့လုံသမားတွေတော့ကျွန်တော်လုံသမားကြီးရှူတောင်းကနေရောကိုချင်းစာစိမ့်နေရောပြီးတော့ကျွန်တော်တော်လိုင်းဘတ်တော်သားတွေရဲဘော်တွေလည်းပါတယ်စီဒီအမ်မိသားစုတွေလည်းပါတယ်ဒီလူတွေကိုကျွန်တော်ကိုချင်းစာနာစိမ့်နဲ့ကျွန်တော်အများကြီးကူညီဆောင်ရွက်ပေးနေတယ်တခြားသောသူတွေလည်းတတ်နိုင်တော့ဝိုင်းကူညီကြတယ်နောက်တချို့ဆိုရင်ဟိုထောက်ပံ့စိတ်လေးတွေနဲ့ဒီဟာကိုရှားနိုင်ဖို့အတွက်လှုပ်ဆောင်ပေးနေတဲ့သူတွေလည်းရှိတယ်အဲ့ဒါတွေလှုပ်ကြကျွန်တော်တို့ဝင်ပြီးတော့ချိတ်ဆက်သွယ်ရပါနော်ကျွန်တော်ထံလည်းချိန်ပြီးဆက်သွယ်လာလို့ရတယ်နောက်2ရက်ကြာသေးတယ်ချိန်ရသေးတယ်အဲ့2ရက်အတွင်းမှာဒီကုမ္ပဏီနဲ့ဒီရာဇာမျိုးသွင်းနေတဲ့ကုမ္ပဏီချိတ်ဆက်တစ်ထေးကိုတိုင်းလိုက်ကျွန်တော်ဆက်သွယ်ပေးနေတယ်နောက်အခုဆိုဒီနေ့ဆိုလည်းအများကြီးပဲမနေ့ကလည်းအများကြီးပဲကျွန်တော်ချိတ်ဆက်ပေးလိုက်တယ်နော်ကျွန်တော်ဖုန်းအနေနဲ့တောက်ချောက်မအားဘူးအဲ့တော့ကျွန်တော်အဲ့ဒီကုမ္ပဏီတစ်ထေးကိုလည်းကျွန်တော်ခေါ်ထားတယ်နေဆက်ကိုဆင်းလာဖို့ဒီလူသမားတွေအများစုလိန်ခံရတဲ့နေရာမဲဆောက်မှာဖြစ်တယ်ခေါ်ထားတယ်လာရှင်းပါဆိုခေါ်ထားပေးတယ်တန်းနိုင်လောက်ဒီလူတွေကိုထပ်ပြီးတော့လာလုပ်ပေးပါဆိုပြီးတော့ခေါ်ထားပေးတယ်အဲသူကလည်းနားလဲတယ်ဒီချိန်တွေကိုပေါ့နော်သူ့မှာလည်းဒီရာဇာမျိုးပေးရမယ်ပတ်စံတွေအများကြီးကြံခဲ့တယ်ဒီတတိကိုယ်တိုင်လည်းဟိုခက်ခဲတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်အနေနဲ့လက်ရှိချိတ်ဆက်ပေးနေတယ်အဲ့တော့ကျွန်တော်တို့ဒီထိုးချဖို့ကြံစီနေတဲ့ကောင်တွေဘာမှမဆိုင်တဲ့ကိစ္စကြီးကိုဗလာဟိစိုက်ကတွဲပြီးတော့နာမည်ဖြတ်ချင်တဲ့ကောင်တွေမင်းတို့ရဲမင်းကိုနာမည်ဖြတ်ဖို့နာမည်ပြအောင်လုပ်ဖို့မင်းတို့100လောက်ထပ်ကြိုးစားနော်လုံမိုင်းလောကမှာတော်လိုင်းလောကမှာကျွန်တော်ဒီတော်လိုင်းလောကမှာလုံမိုင်းလောကမှာနာမည်မပြအောင်ကိုယ်နာမည်ကိုယ်သိက္ခာထိပြီးတော့အခုချိန်ထိကျွန်တော်လုပ်နေတာဖြစ်တယ်ကျွန်တော်ရဲ့နာမည်ဂုဏ်သိက္ခာကိုကျွန်တော်ငွေကြေးမြောက်များစွာပတ်တန်းပေါင်းချီတဲ့ငွေကြေးမြောက်များစွာအသက်တမျှကျွန်တော်အဲ့ဒါတွေနဲ့ကျွန်တော်မလဲနိုင်ဘူး
နော်ကျွန်တော်ရဲ့ရရှိထားတဲ့ကျွန်တော်ဖြတ်တန်းထားတဲ့ကျွန်တော်လူထုရဲ့ယုံကြည်အားကိုးမှုအလုပ်သမားတွေရဲ့ယုံကြည်အားကိုးမှုဂုဏ်သိက္ခာကိုကျွန်တော်ဒီဘာနဲ့မှလဲမှလည်းမဟုတ်ဘူးဒါကြောင့်လည်းကျွန်တော်ဒီအတက်နိုင်ဆုံးစောင့်ထိန်ပြီးတော့ကျင့်ဝတ်တွေကိုစောင့်ထိန်ပြီးတော့အတက်နိုင်ဆုံးနာမည်မပြအောင်စူးစမ်းနေထိုင်ခဲ့တာဒီနေ့ထိပဲအဲ့တော့နာမည်ဖြတ်ချင်တဲ့လူတွေလည်းမင်းတို့ရဲမင်းကိုနာမည်ဖြတ်မယ်ဆိုနောက်ထပ်200စူးစမ်းစိန်ခေါ်ရတယ်နော်မင်းတို့ဟုတ်ပြီနော်မင်းတို့လိန်သွားတဲ့ကောင်နဲ့ဓာတ်ပုံတွဲရိုက်ဖူးတာနဲ့ခင်တာနဲ့ရဲမင်းကပါဝင်ပတ်သက်တဲ့ရဲမင်းကပေါင်းလိမ့်နေဆိုရဲစောက်ချိုးမပြောနဲ့ရဲမင်းမြေပြင်မှာပဲလက်ရှိလူကြားမှာပဲနော်ဒီနေ့ဆိုနေရာနှက်လျှောက်သွားပြီးတော့အဲ့ဒုက္ခရောက်တဲ့လူတွေအခုလိန်ခံရတဲ့လူတွေနဲ့လိုက်တွေ့ပြီးတော့တစ်ထင်းနဲ့တည်းချိတ်ဆက်ပြီးတော့ကိုကြီးဆောင်ရွက်ပြနေတယ်နော်ဒါဒီငါတခြားသောလူတွေဒုက္ခရောက်ရင်လည်းရဲမင်းဒီထိုင်းနိုင်ငံမှာ MAC မှာမိတ်ဖွဲ့ဆိုတော့အရင်က AC ဖွဲ့အခု MAC မှာမိတ်ဖွဲ့ဆိုတော့ပေါ်တင်ရုံးကြီးဖွင့်ပြီးတော့ကိုကြီးဆောင်ရွက်ပြနေတဲ့လူဖြစ်တယ်ငါလုပ်ငန်းငါလုပ်နေတာဖြစ်တယ်ဒါကိုဒီညရှင်းရှင်းလင်းလင်းလာပြောတာဖြစ်တယ်ပြီးတော့ပုံနေတင်နေတဲ့ကောင်တွေတတိရှိမင်းတို့တင်ထားတယ်မင်းတို့ဖြတ်လိုက်တင်လိုက်မလုပ်နဲ့မင်းတို့တင်စားရှိရင်မင်းတို့ဥပဒေနဲ့မင်းတို့နဲ့အကြမှာရုံးကခေါ်ရင်မင်းတို့ထွက်မပြေးနဲ့နော်မင်းတို့အခန်းပြောင်းမပြေးနဲ့မင်းတို့ကောင်တွေအခု screenshot တွေရိုက်ထားတယ်မင်းတို့ပို့တွေတော့ဖြတ်လိုက်ပြီမင်းတို့ဖြတ်မပြေးနဲ့ဖြတ်လို့လည်းမရဘူးမမိဘူးရအောင်ထိုင်းနိုင်ငံမှာမင်းတို့လိုကောင်မျိုးတွေကိုထောင်ထဲမှာဟိုကြောင်ကြောင်ကြားနေရှာပြီးတော့ဆွဲထည့်လာခဲ့တာနော်အဲ့တော့မင်းတို့ပုံနေတင်ပြီးတော့မင်းတို့အကောင့်တုနဲ့လည်းတင်တော့ရတယ်နော်အကောင့်တုနဲ့လည်းတင်မင်းတို့စားရှိနဲ့တင်ယောက်ျားဆိုရင်စားရှိအောင်ကိုပြောရတာကိုဟွာပြုနော်အကောင့်တုနဲ့လည်းတင်လို့ရတယ်မင်းတို့တတိချာတွေ့မယ်အဲ့ဒါကိုပြောတာပြီးတော့ခက်ခဲဖြစ်နေတဲ့လူကိုမင်းကိုချိတ်ဆက်ပါကိုမင်းတက်နိုင်တော့ကိုကြီးဆောင်ရွက်ပေးသွားမယ်နော်ကိုမင်းတက်နိုင်တော့လည်းအခုကိုကြီးချိတ်ဆက်ဆောင်ရွက်ပေးနေတယ်ဒီအခုလိန်ပြေးသွားတဲ့ဒီစီဒီအန်လင်မယားတွေဒီရာဇာမျိုးတို့လင်မယားတွေပေါ့နော်ဒီကျောင်းဆရာမစီဒီအန်ဟေးမန်ဒီညနေပြီးတော့ငါတခုပြောမယ်ညီတို့ဒီလိုမျိုးရှောင်ပြေးတာဒီဒါလောက်ရမှန်မှန်မှုဒီလိုရှောင်ပြေးတာဒီအင်မတန်ကိုလောက်ထားတဲ့စီဒီအန်ရဲ့ဂုံတိတ်ခါလည်းကြာဆင်းစေတယ်နော်မင်းတို့ဒီပတ်စံလောက်ဒီပတ်စံ5 6သိန်း9သိန်းဒီနော်သိန်းဒီဘာမှမဖြစ်ဘူးအေးမနက်ကတော့ရာသာမျိုးကဗီဒီယိုနဲ့ပြောတယ်တန်းနဲ့ချိန်ချောက်လို့ပါညာဒါဒီလည်းတန်းနဲ့ချိန်ချောက်တယ်ဆိုတာလေကိုပတ်စံမပေးလို့ဒီပတ်စံကိုရှာဖွေပေးရမှာပဲလေဟဲ့လားလူသက်ရှင်တွေတွေအကုန်လုံးလှုပ်လို့ရတယ်အဲ့တော့ရှောင်မပြေးပါနဲ့ဒီလူတွေအားဒုက္ခရောက်တယ်ဒီလူတွေဒီစီဒီအန်နေဆိုလဲအခက်ခဲချက်တဲတွေနဲ့တချို့ဒီမှာအဲ့ထဲမှာဒီထဲမှာသတင်းတောက်တွေလည်းပါတယ်နော်ကွယ်မင်းစီဆက်သွဲလာသတင်းတောက်တွေလည်းပါတယ်နော်စီဒီအန်နေဆိုလဲအရင်ချက်တဲတယ်အိမ်ငါးကောင်ချို့မပေးနိုင်ဘူးဒီပတ်စံ8500တို့8900တို့မနေ့ချက်ကျုပ်ပြီးတော့လောက်ထားတာဒီလိုအလုပ်သမားတွေဆိုလဲခက်ခဲခဲနဲ့ဒီနေ့200 300ဒီမှာမဲဆောင်းမှာဆိုတချို့နေရာ150လောက်ပဲရတနေ့ကုန်ပင်ပန်းလုံးအဲ့လိုမျိုးလေးချစ်ချုပ်စုပြီးတော့လောက်ထားတယ်ပတ်စံတွေဖြစ်တယ်နောက်တော်လိုင်းရေးဘတ်တော်သားတွေလည်းဖြစ်တယ်ရဲဘော်တွေတောင်ပါတယ်ရဲဘော်အောင်တွေပါတယ်နောက်ဆုံးတော်လိုင်းမှာပေးဆက်သွားတယ်ခြေထောက်ပြတ်နေတဲ့နော်ဒီခြေတစ်ဖက်ပေးဆက်ခဲ့ရတဲ့ခြေထောက်ပြတ်သွားတဲ့ရဲဘော်တွေတောင်ပါတယ်အဲ့လိုလူတွေမျက်နှာကိုငဲ့ပါနော်ကိုလိုင်းလည်းစီတီယာလုပ်ခဲ့တယ်ရာသာမျိုးတွေကိုလိုင်းလည်းတော်လိုင်းရေးထဲမှာရဲဘော်အောင်တယောက်ဖြစ်တယ်မင်းတို့တစ်သက်လုံးမင်းတို့ကမဝေးထားရတဲ့သမီးလေးတွေဖြစ်တယ်အဲ့တော့မင်းတို့ပြန်လာပါလားဖြည့်ရှင်းပေးပါဓာတ်တွေကိုယော်ပေးပါနော်အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါလို့ကိုရဲမင်းဒီနေရာနေပြီးတော့ပြောချင်တယ်မင်းတို့ပြန်လာကြပါဥပဒေရရင်ဆိုင်ပြီးရင်ယော်တဲ့နောက်ယော်ပေးဖြည့်ရှင်းတဲ့နောက်ဖြည့်ရှင်းတောင်းပန်တဲ့နောက်တောင်းပန်နောက်မင်းတို့ပြင်ဆင်ခွင့်ရှိသေးတယ်အဲ့တော့မင်းတို့လည်းနောက်မင်းတို့ဒီပြည်တွင်းထဲမှာမင်းတို့ကိုကြီးဆောင်ရွက်ပေးမဲ့သူတွေမင်းတို့ရှိမှာပဲနော်အဲ့တော့တော်လိုင်းထဲမှာတော့ရှိမှာမဟုတ်တော့မင်းတို့ဒီလိုလောက်သွားတယ်လောက်ရက်ကြောင်ရှိမှာမဟုတ်တော့အဲ့တော့ကိုတက်နိုင်တော့ချိငှားပြီးတော့ဖြည့်ရှင်းပါအာမခံလောက်တက်ပြီးတော့နော်အဲ့ဒါလေးလာဖြည့်ရှင်းပေးကြပါဒီလူတွေတအားဒုက္ခရောက်နေတယ်အဲ့ဒါကိုလာဖြည့်ရှင်းပေးဖို့ကိုမင်းတို့ဒီကနေပြီးတော့တောင်းဆိုခြင်းတယ်ပုံမနေပါနဲ့ထွက်လာပြီးတော့လာဖြည့်ရှင်းပေးလူတွေမှာအားလုံးကိုချင်းစာတွေနှလုံးသားတွေရှိပါတယ်မင်းတို့လိန်သွားတာမှန်တယ်ဒါပေမဲ့ခုနပြောဆိုမင်းတို့အသက်အန္တရာယ်ကြောင့်ပြေးလိုက်ရတယ်โอเคထားလိုက်တော့အဲ့ဒါဆိုရင်လေဒီအသက်အန္တရာယ်ကိုကြောင့်ပြေးရတယ်ဒီကိုမယော်ပေးလို့ကိုယော်ပေးလိုက်ပါဒါဆိုရင်မင်းတို့ပုံမှန်ဖြတ်တန်းလို့ရမယ်မင်းတို့ထပ်ကောင်းကောင်းနေမယ်ဆိုတော့ကောင်းကောင်းရမယ်ပေါ့နော်ဒီလိုမျိုးရှောင်ပြေးနေလို့လေမင်းတို့မလွတ်ဘူးတနေ့မိမှာပဲအသက်ပါတိုးမယ်နော်ဒီလိုရှောင်ပြေးနေလို့မလွတ်ဘူးလွတ်မယ်လို့မထင်နဲ့တော်လိုင်းရေးပြီးသွားတဲ့ทีလေဒါကြီးကပြီးသွားမှာမဟုတ်ဘူးအဲ့တော့ဘယ်နေရာမှပြေးမလွတ်ဘူးဒီပုံရိပ်တွေဒီဟာတွေဒီအခုလေ line ပေါ်မှာတက်နေတယ်အင်မတန်ရှက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုမင်းတို့ရင်ဆိုင်နေရဖြစ်တယ်ဒါမင်းတို့သိလိမ့်မယ်အဲ့တော့ဖြည့်ရှင်းပေးပါဒီနေရာနေပြီးတော့တောင်းဆိုချင်ပါတယ်အခက်အခဲဖြစ်နေတဲ့လူတွေရဲ့ငွေကြေးတွေကိုပြန်ရော်ပေးပါကုမ္ပဏီကိုလည်းချိတ်ဆက်ပြီးတော့ဒီပတ်စံတွေကိုဖြည့်ရှင်းပေးမယ်ဒီလူတွေကိုလုပ်ပေးပါဆိုတာမျိုးလေးတွေကုမ္ပဏီတစ်ထည့်ကိုပြောပါဒါလေးတွေကိုဒီ like ကနေပြီးတော့တောင်းဆိုချင်တယ်ပေါ့နော်အခုဒီရာဇာမျိုးတို့လင်မယားအဲ့ဒါလေးကျွန်တော်ဒီနေ့ညလာပြောချင်းဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်ရတော့အထွေထူးမရှိပါဘူးကျွန်တော်အနေနဲ့ဒီကိစ္စမှာတခြားသောလူသမားတွေလည်းဒုက္ခရောက်ရင်အမြဲကူညီပေးနေကြကျွန်တော်ရဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်အခုဒီကိစ္စမှာဒုက္ခရောက်သွားတဲ့လူသမားတွေထိုင်းရောက်မြန်မာတွေတော်လိုင်းရေးထဲမှာပါဝင်တဲ့ဘက်တော်သားတွေအများစုပါတယ်ဒီလူတွေကိုလည်းကျွန်တော်တတ်နိုင်တာကူညီဆောင်ရွက်ပေးနေပါတယ်ကျွန်တော်စီလိုလည်းအချိန်မီဖုန်းဆက်ပါကျွန်တော်ရုံးဖုန်းတွေကျွန်တော်သုံးတဲ့ဖုန်းတွေလည်း line ပေါ်မှာတင်ထားတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေပါမယ်ဒီနေရာမှာကျွန်တော်ရဲ့ဂုဏ်သိက္ခာရကျွန်တော်တော်လိုင်းရေးမှာရောအလုပ်သမားရေးရအောင်ကျွန်တော်ဒီဘာမှမရှိပါဘူးကျွန်တော်အမေပေးလိုက်တဲ့ခြေတွေလက်တွေပဲအခုချိန်ရှိတယ်နော်ကျွန်တော်ဒီဘာမှမရှိဘူးကျွန်တော်မှရှိတာပါလေဂုဏ်သိက္ခာနဲ့ကျွန်တော်ရဲ့ဒီ
မဟုတ်မခံစိတ်မာနဒါပဲရှိတယ်ကျွန်တော်ဒီကုန်းသိန်းကတခုကိုတော့အဆုံးရှုံးမခံနိုင်ဘူးအဲ့ဒါတော့ကျွန်တော်ဖြည့်ရှင်းတာပြစ်တယ်အဲ့တော့ကျွန်တော်ပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့ဆွဆွဲရိုးစွနေတဲ့လူတွေလည်းဒီ live လေးကိုကြည့်ရင်နားလေသဘောပေါက်လိမ့်မယ်လို့ထင်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်းဖြစ်တယ်ကျွန်တော်ဒီတော်လည်းရေးမှလည်းဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်နေတယ်လို့ကျွန်တော်ထိုင်းရောက်လို့သမားကြီးကိစ္စတွေကိုလည်းအခုကျွန်တော်ဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်ဒီဘက်နှစ်တွေမှာဆိုလူသမားကြီးတွေကပိုတော့ရှုပ်ထွေးလာတယ်တော်လည်းကိစ္စတွေလည်းတော်လည်းရေးချိန်တွေမြင့်လာတယ်တူကျွန်တော်တို့အလုပ်တွေပိုများလာတယ်အဲ့ဒီကြားထဲမှာဒီလိုကိစ္စတွေကိုကျွန်တော်ဒီလို live တွေမှာဖြည့်ရှင်းရတယ်အမှန်တန်ကျွန်တော်အနေနဲ့စိတ်ပင်ပန်းရပါတယ်ဒီလို live တွေမှာကျွန်တော်တော်လည်းရေးအတွက်စကားတွေပဲပြောချင်တယ်လူသမားကြီးအတွက်စကားတွေပဲပြောချင်တယ်ဒီလိုဖြည့်ရှင်းရတာတွေဒီလိုလူလိန်ကိစ္စတွေကိုဝင်ပြီးတော့ဖြည့်ရှင်းပေးနေရတဲ့အတွက်ကျွန်တော်အင်မတန်နားထောင်ရတဲ့လူတွေအတွက်လည်းစိတ်မကောင်းဖြစ်ရတယ်အချိန်ကြီးပေးရတာမတန်ဘူးကျွန်တော်တို့လည်းပင်ပန်းတယ်ပေါ့နော်ကျွန်တော်မနေ့ကလည်းစကားတွေပြောဒီနေ့လည်းတနေ့ကုန်စကားတွေပြောတာကျွန်တော်လေချောင်းတွေလည်းနားနေတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကုန်သိက္ခာအတွက်ဒီနေ့လာရှင်းတာဖြစ်တယ်ရာလာမျိုးစီကျွန်တော်တို့နဲ့ရင်တော့တိခဲ့ခင်ခဲ့တာဟုတ်တယ်နော်ပြီးတော့ခုနကျွန်တော်ပြောသလိုပဲဒီဓာတ်ပုံတွေရိုက်တာကိုသူ့ဖေးပုံမှာတင်ခဲ့တာကျွန်တော်ဖေးပုံမှာတော့မတင်ဘူးတင်ခဲ့တာဒီလည်းဟုတ်တယ်အဲ့လိုမျိုးတိခဲ့ပတ်သက်ခဲ့တာနဲ့သူလိန်သွားတာနဲ့ကျွန်တော်နဲ့စိုက်ကားတွဲပြီးတော့ကျွန်တော်တို့တတ်နာမည်ဖြတ်ဖို့တော့ပုတ်ချထိုးချပြီးတော့ရေးတင်နေတဲ့ဟာတွေကွန်မန့်မှာပေါက်ကြရီလာမှတ်နေတဲ့ဟာတွေကတော့အင်မတန်တော့အောက်တန်းကြတဲ့လုပ်ရက်တွေဖြစ်တယ်အဲ့လိုလူတွေဒီလည်းဥပဒေရကျွန်တော် screen shot တွေအကုန်လုံးရတာပြီရင်ဆိုင်ရမှာဖြစ်တယ်ခေါ်ရင်လာပေါ့ကွာအဲ့ကြတယ်နော်စားရှိတဲ့ကောင်တွေလားမင်းတို့အဲ့ကြမှာမင်းတို့ထိုင်းဥပဒေအကြောင်းကိုမင်းတို့မြည်ကြည့်လားနော်အဲ့ဒါလေးပြောချင်းဖြစ်တယ်အခုဒီကိစ္စမှာဒီရင်တော့ကျွန်တော်တို့ခင်ခဲ့မင်ခဲ့တဲ့ကာလတွေမှာရာသာမျိုးဒီကျွန်တော်အမျိုးသမီးတရုတ်မလေးထမ်းပါလေကျွန်တော်တို့တွားပြီးတော့ကျွန်တော်ရဲ့ယုံကြည်ဟိုဟာမှုကိုဘာလို့ကျွန်တော်နဲ့ခင်မင်မှုကိုအသုံးချပြီးတော့ပတ်စံသွားချီထားတာတွေရှိတယ်ပေါ့နော်ပတ်စံချီသွားတာတွေရှိတယ်ကျွန်တော်မိမဒီလဲပတ်စံချီနာထားတဲ့ပတ်စံတွေလဲကျွန်တော်မိမလဲပါသွားပါတယ်နော်ဒါသိအောင်ပုံပုံလင်းလင်းကျွန်တော်ပြောပြတာအဲ့တော့ကျွန်တော်အမျိုးသမီးကတော့အခုချိန်မှာသူ့ပတ်စံတွေမပူပါဘူးသူပါလဲဒီအလုပ်သမားတွေကျွန်တော်ပါဝင်ပေါ့နော်ဒီအလုပ်သမားတွေဒီအလုပ်သမားတွေသူ့စီမှာတက်တန်းတိုးထားတဲ့လိန်ခံလိုက်တဲ့လူတွေတက်တန်းဆက်ရဖို့အများဆုံးတက်တန်းတိုးဖို့အတွက်ပဲအများဆုံးကူညီဆောင်ရွက်ပေးပါကိုရဲမင်းလို့ဆိုပြီးတော့ကျွန်တော်ပြောပါတယ်ပေါ့နော်အဲ့တော့သိအောင်ကျွန်တော်အကုန်ပြောပြတာဒီကိစ္စမှာကျွန်တော်လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းလည်းမရှိသလိုဒီရာဇာမျိုးရဲ့ passport ရုံးကိုလည်းကြိုညာပေးခြင်းလည်းမရှိဘူးကျွန်တော်ဖေးဖို့မှလည်းတင်ပေးခြင်းလည်းမရှိဘူးကျွန်တော်ပေးတယ်မှလည်းတင်ပေးခြင်းလည်းမရှိဘူးလူလူကြားမှာလည်းကျွန်တော်ပြောပြီးတော့ပြောခဲ့ခြင်းမရှိဘူးဗီဒီယိုတွေနဲ့လည်း live တွေလွှင့်ပြီးတော့လည်းဒီရာဇာမျိုးရုံးမှာလာလုပ်ပါလို့ကျွန်တော်ပြောပြခဲ့ခြင်းမျိုးလုံးဝမရှိဘူးပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးနော်ကျွန်တော်တို့ရင်တော့သိခဲ့တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဆက်ဆံရေးကျဲသွားတာ3လလောက်ရှိပြီဒါကိုကျွန်တော်ဒီနေရာမှာလာရောက်ပြီးတော့လူလိန်စီရီယန်ပွဲစားလင်မယားပေါ့နော်ဒီရာဇာမျိုးတို့လင်မယားလိန်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့ညကျွန်တော်လာရောက်ရှင်းပြခြင်းဖြစ်ပါတယ်လိန်ခံရတဲ့လူတွေအတွက်ကျွန်တော်ဆက်လက်ကူညီဆောင်ရွက်မှုတွေလုပ်ပေးနေပါတယ်ဗျโอเคသူ့ရဲ့ကုမ္ပဏီထိုင်းကုမ္ပဏီတစ်ထေးနဲ့ဘန်ကောက်ရုံးနဲ့ဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးမှုတွေကျွန်တော်လုပ်နေပါတယ်ကျွန်တော်စီကိုချိန်ပြီးဆက်သွယ်ပါโอเคဒီနေ့ညကျွန်တော်ပြောရတဲ့စကားထဲမှာရိုင်းဆိုင်နာလေးတွေပါသွားရင်လည်းခွင့်လွှတ်တီးခံပေးပါတောင်းပန်ပါတယ်ကျွန်တော်လက်ရှိထိုင်းရောက်မြန်မာလူသမားကြီးနဲ့အတူကျွန်တော်ဒေါ်လာကြီးမှာဆက်လက်ပါဝင်နေရင်းနဲ့ဒီဒေါ်လာကြီးသစ္စာပြည့်ဒီစကားတွေကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်